မကျွတ်လွတ်သေးတဲ့ပရလောကသားတွေကိုကူညီရင်းနဲ့အခေါင်ထဲကိုရောက်သွားပြီးအသက်ဘေးနဲ့ကြုံခဲ့ရတဲ့ဆရာကျော်စွာပရိသတ်များလုံးမင်္ဂလာပါရှင်ဆယ်လီ7မီဒီယာကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီကနေ့ရက်ပိုင်းတုန်းကဇက်ပိုတရုတ်ဆောင်နဂါလေးဝင်းနိုင်ရဲ့ဝိညာဉ်ကိုခေါ်ပြီးဝင်းဘူးကရေစက်ချအမျှဝေတာကိုဆောင်ရွက်ပေးခဲ့တဲ့ဖုံဖုံနဲ့ဆရာကတော့တည်ဆုံပြီးတော့မကျွတ်လွတ်နိုင်သေးတဲ့ပရလောကသားတွေကိုကူညီပေးနေတဲ့ဆရာတွေပဲဖြစ်ပါတယ်။ဆရာကျော်စွာအသက်73နှစ်14နှစ်အရွယ်ကလေးကဖုံဖုံနဲ့တွေ့ခဲ့တာဖြစ်ပြီးအတူတူအလုပ်တွဲလုပ်ကင်ခဲ့ကြတာပါ။ဖုံဖုံကတော့တန်ဃာတော်တွေဆောင်ထိန်အပ်တဲ့ကျင့်ဝတ်တွေနဲ့အညီဆောင်ထိန်နိုင်ခဲ့တယ်လို့သီလသမာဓိပြည့်စုံတာကြောင့်ပရလောကသားတွေနဲ့ဆက်သွယ်နိုင်တဲ့အစွမ်းသိတိတွေကိုပိုင်ဆိုင်နိုင်ခဲ့ရပါဆရာကျော်စွာကလည်းဘဝကရေစက်တွေကြောင့်အခုဘဝမှာအဆောင်လျှောက်ကောင်းတွေနဲ့ကြုံတွေ့ခဲ့ရပြီးတော့ပရလောကသားတွေကိုကူညီနိုင်တဲ့လူတစ်ယောက်ဖြစ်လာခဲ့ပါတယ်။ဖုံဖုံနဲ့ဆရာကျော်စွာတို့နှစ်ယောက်ပေါင်းပြီးတော့ဝိညာဉ်ဘဝနဲ့နောက်ဘဝကိုမကူးပြောင်းနိုင်သေးတဲ့ပရလောကသားတွေကိုကူညီပြီးတော့ဘဝကူးကောင်းအောင်လုပ်ပေးနေကြတာဖြစ်ပါတယ်။တကယ်တော့ပရလောကသားတွေနဲ့ဆက်သွယ်လှုပ်ဆောင်ရတာဟာလွယ်ကူတဲ့အလုပ်တော့မဟုတ်ပါဘူး။ပရလောကသားဝိညာဉ်တွေကဝင်ပူးခံမဲ့သူရဲ့ခန္ဓာကိုယ်တွေကိုဝင်ရောက်လာရင်အပူးခံရတဲ့သူရဲ့ဝိညာဉ်ကခန္ဓာကိုယ်နဲ့အတူရှိမနေတော့ပဲတခြားကိုမျောလွင်သွားတာပါအဲ့ဒီလိုမျောလွင်သွားနေတော့မှချမှတ်ထားတဲ့စီးတွေအချိန်တွေမရောက်ခင်ကိုယ့်ရဲ့ခန္ဓာကိုယ်အမှန်နဲ့ကိုပြန်ပြီးတော့ဝင်လာနိုင်ဖို့ကအရေးကြီးပါတယ်အဲ့ဒီလိုမဟုတ်ပဲကိုယ့်ရဲ့ဝိညာဉ်ကအချိန်မီပြန်မဝင်နိုင်ရင်တော့အသက်အန္တရာယ်နဲ့ပါရင်ဆိုင်နိုင်ပွဲရှိနေရပါဒါကြောင့်ဝိညာဉ်အပူးခံနိုင်တဲ့လူကိုယ်တိုင်ကလည်းတမာရီအားကောင်းနေဖို့လိုအပ်ပါတယ်ဆရာကျော်စွာကိုယ်တိုင်ကလည်းပရလောကသားတွေကိုကူညီရင်းနဲ့အသက်ဘေးနဲ့ရင်ဆိုင်ခဲ့ရတဲ့အချိန်တွေနဲ့ကြုံခဲ့ရဘူးတယ်လို့ဆိုပါတယ်။အဲ့ဒီအချိန်တုန်းကပရလောကသားတယောက်ဝင်ပူကတ်နေတော့သူရဲ့ဝိညာဉ်ကအခေါင်းတစ်ခုတည်းကိုရောက်သွားခဲ့ရပါ။အခေါင်းထဲမှာ9ရက်လောက်ပိတ်မိနေပြီးတော့ပြန်မထွက်ခဲ့ပါဘူး။မြေချဖို့လှုပ်တဲ့နေ့မှာပဲသူ့ဆရာဖြစ်တဲ့ဖုံဖုံကအချိန်မီကယ်တင်လိုက်နိုင်လို့အသက်ဘေးကနေလွတ်မြောက်နိုင်ခဲ့ရဖြစ်ပါတယ်။အခုလိုပရလောကသားတွေကိုကူညီရင်းနဲ့အသက်ဘေးနဲ့ရင်ဆိုင်ရတာ3-4ခါလောက်ရှိနေပြီလို့ဆိုပါတယ်။ဖြစ်တဲ့အချိန်တိုင်းမှာဖုံဖုံကအချိန်မီကယ်တင်နိုင်ခဲ့လို့အခုချိန်ထိအသက်ရှင်လျက်ရှိနေရပါ။ဒါကြောင့်အခုလိုပရလောကသားတွေနဲ့ဆက်သွယ်ရတဲ့အလုပ်ဟာပုံမှန်လူတွေထင်နေတယ်လို့မလွယ်ကူဘူးလို့ပြောလာခဲ့တာဖြစ်ပါတယ်။လက်ရှိဆရာကျော်စွာတို့လုပ်နေတဲ့ဝိညာဉ်တွေနဲ့ဆက်သွယ်ဖို့ကူညီတဲ့အလုပ်ကိုယုံကြည်ကြတဲ့သူတွေလည်းရှိတယ်လို့ဝေဖန်အပြစ်တင်ကြတဲ့သူတွေလည်းရှိနေရပါ။ဝေဖန်သူတွေကတော့ဖုံဖုံနဲ့ပရလောကသားတွေဝင်ပူးတဲ့အလုပ်ဆိုတာမအပ်ဆက်တယ်လို့အကုန်လုံးကလိညာဟန်ဆောင်နေကြတာလို့ပြောခဲ့ကြတာပဲဖြစ်ပါတယ်။ယုံကြည်ကြတဲ့သူတွေကလည်းဝိညာဉ်အနေနဲ့မကျွတ်လွတ်နိုင်သေးတဲ့မိသားစုဝင်တွေကိုဖိတ်ခေါ်ပြီးတော့ကိုယ်တိုင်ကိုယ်ကျရေစက်ချအမျှဝေခိုင်းကတာရုခေါ်နေအောင်လာလုပ်ပေးကြတာပဲဖြစ်ပါတယ်။မိသားစုဝင်တွေကျွတ်လွတ်ပြီးတော့ဘဝကူကောင်းအောင်ရောက်လာကြတဲ့သူတွေရှိတယ်လို့တချို့ကလည်းပိုင်ဆိုင်မှုတွေအတွက်ဝိညာဉ်ခေါ်ခိုင်းပြီးတော့လာရောက်မေးသွားတာတွေလည်းရှိရလို့ဆိုပါတယ်။တကယ်တော့ပရလောကသားတွေကျွတ်လို့ဖို့ဆိုတာဖုန်ကြီးတွေကနေတဆင့်ကုသိုလ်ပွားပြီးတော့အမျှဝေတာတုခေါ်ပေးကြတာပါသေဆုံးပြီးရက်လေ9ရက်အတွင်းမှာဖုန်ကြီးတွေပင့်ပြီးတော့ရေစက်ချအမျှဝေပေးတာတွေလုပ်ကြပါတယ်ဒါကြောင့်အခုလေဖုံဖုံနဲ့ဆရာကျော်စွာတို့ပေါင်းပြီးတော့သေဆုံးပြီးမကျွတ်လွတ်နိုင်ပဲဖြစ်နေတဲ့ပရလောကသားတွေကိုကူညီပေးနေကြတာပဲဖြစ်ပါတယ်ပရိသတ်တို့အနေနဲ့ရောအခုလိုပရလောကသားတွေနဲ့ဆက်သွယ်ပြီးတော့ဘဝကူကောင်းအောင်ကူညီပေးနေကြတဲ့ပုံမှာအမြင်လေးတွေကိုပြပြခဲ့ပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်